プル。တွဲ長年付き合ってきた二人が、ついにカップルとして公の場に現れた。နှစ်ရှည်လများတွဲလာခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာနောက်ဆုံးတော့အတွဲတွဲအနေနဲ့လူအများရှေ့မှာပေါ်လာခဲ့ကြတယ် 愛する愛情。အချစ်မြတ်တာ 愛を込めて、彼女にメッセージを送る。ကျွန်တော်သူမစီကိုအချစ်တွေအပြည့်နဲ့ message တစ်ခုပို့လိုက်ပါတယ် 同士。အချင်းအပြန်အလှန် 恋人同士が見つめ合う。ချစ်သူချင်းအချင်းကြည့်နေကြသည် お互いに。အပြန်အလှန် チームメンバーがお互いに信頼し合っているからこそ、このプロジェクトは成功した。အဖွဲ့ဝင်တွေကအပြန်အလှန်ယုံကြည်မှုရှိကြလို့သာဒီစီမံကိန်းကအောင်မြင်ခဲ့တာပါ 釣り合う。လိုက်ဖက်တဲ့တော်သည် 僕が彼女と釣り合っているかどうか心配だ。ကျွန်တော်သူမနဲ့လိုက်ဖက်တဲ့တော်ပါမလားဆိုတာကိုစိတ်ပူမိတယ် むしろ、 ထပ်ပို့ပြီး この仕事は大変だが、辞めたいどころか、むしろやりがいを感じている。ဒီအလုပ်ကပင်ပန်းပေမဲ့အလုပ်ထွက်ချင်တာထက်အလုပ်ရဲ့တန်ဖိုးကိုပိုပြီးခံစားမိနေတယ် いわば、 ပြောရမယ်ဆိုရင် 彼女は僕にとって、いわば太陽のような人だ。 သူမကကျွန်တော်အတွက်ပြောရမယ်ဆိုရင်နေမင်းကြီးလိုပါပဲ 視線。 အကြည့် 二人は、しばらく視線を合わせなかった。 နှစ်ယောက်သားအချိန်တော်ကြာအကြည့်ချင်းမစုံခဲ့ကြဘူး 見つめる、見つめ合う。 စိုက်ကြည့်သည်အချင်းစိုက်ကြည့်သည် 彼は彼女をじっと見つめていた。 သူကကောင်မလေးကိုစိုက်ကြည့်နေခဲ့တယ် そらす。 အကြည့်လွှဲသည် 彼女に気づかれて、目をそらした。 သူမတတိထားမိသွားတဲ့အခါအကြည့်လွှဲလိုက်တယ် ちらっと、ちらりと。 ချက်ကနေလျှက်တစ်ပြက် 好きな人が隣の席に座ったので、ちらっと見た。 ကြိုက်တဲ့သူကဘေးကုံမှာလာထိုင်တဲ့အတွက်ဖြက်ကနေကြည့်လိုက်တယ် もしかすると。もしかしたら。もしかして。ひょっとすると。 မဟုတ်မှလွဲရောဖြစ်ကောင်းဖြစ်နိုင်တာ もしかすると。彼は私のことを好きかもしれない。 မဟုတ်မှလွဲရောသူကကျမကိုသဘောကျနေတာများလား 探る。 ရှာဖွေသည်မေးမြန်းဆန်းစစ်သည် 相手の真意を探るような質問を慎んだ方がいいだろう。 တစ်ဖက်လူရဲ့ရည်ရွယ်ချက်အမှန်ကိုထိုးပေါက်သိမြင်အောင်မေးခွန်းထုတ်ခြင်းမျိုးကိုရှောင်ကျဉ်တာကပိုကောင်းလိမ့်မယ် 示す。 ထိပြသည်ညွှန်ပြသည် 彼は彼女に自分の気持ちを示せない。 သူကသူမကိုသူ့ရဲ့ခံစားချက်တွေကိုမပြသနိုင်ဘူး 口実。 စင်ကြေအကြောင်းပြခြင်း 試験勉強を口実にして、彼女と図書館で会った。 စာမေးပွဲအတွက်စာချက်ဖို့အကြောင်းပြပြီးသူမနဲ့စာကြည့်တိုက်မှာတွေ့ခဲ့တယ် うつむく。 ခေါင်းငုံသည် 彼女は恥ずかしそうにうつむいた。 သူမကရှက်နေတဲ့ပုံနဲ့ခေါင်းငုံနေခဲ့ပါတယ် こそこそ、する。 ခိုးကြောင်ခိုးဝက်လုပ်သည်တိတ်တဆိတ်လုပ်သည် 他の人に知られないように、二人はこそこそと会っていた。 တခြားသူတွေမသိအောင်သူတို့နှစ်ယောက်ခိုးကြောင်ခိုးဝက်တွေ့ဆုံနေကြတယ် ささやく。 တိုးပြောသည် 彼は私の耳元で、誰もいない場所に行こうと囁いた。 သူကကျမရဲ့နားနားကိုကပ်ပြီးလူမရှိတဲ့နေရာကိုတွားကြရအောင်လို့တိုးပြောလိုက်တယ် 禁物。 တားမြစ်ထားသည့်အရာရှောင်ကျဉ်ရမည့်အရာ 私たちの間で、嘘は禁物だ。 ကျွန်တော်တို့ကြားထဲမှာလိမ်လည်ခြင်းကတားမြစ်ထားတဲ့အရာဖြစ်ပါတယ် 許す、許す。 ခွင့်ပြုသည်ခွင့်လွှတ်သည် どの失敗なら、誰でも許されるはずだ。 တခါလောက်အမှားလုံးမိတာဆိုရင်ဘယ်သူမဆိုခွင့်လွှတ်ပေးတင်ပါတယ် 合コン。 ပါတီ 二人は合コンで知り合ったそうだ。 သူတို့နှစ်ယောက်ကပါတီပွဲမှာတည်ကျွမ်းခဲ့ကြတာလို့သိရတယ် アプローチ、する。 ချင်းကပ်သည် 先にアプローチしたのは彼だった。 အရင်ချင်းကပ်ခဲ့တာတော့သူပဲဖြစ်ပါတယ် 誓う。 ကျိန်ဆိုသည်ဂတိကဝတ်ပြုသည် みんなの前で愛を誓った。 အားလုံးရဲ့ရှေ့မှာအချစ်တွေအကြောင်းကိုဂတိကဝတ်ပြုခဲ့ကြပါတယ် 花嫁。 သူတို့သမီး 彼女の花嫁姿は、きっと美しいだろう。
သူမရဲ့သတို့သမီးပုံစံလေးကတေချာပေါက်လှပနေမှာပါ